ဒီနေ့တော့ကိုတိုင်းတိုင်းနံနဲ့ပတ်သက်ပြီးပြောပြသွားပြီမယ်နော်ကိုတိုင်းအသေးဆိုရင်ပခုံး14လက်မဆိုရင်2နဲ့စား9လက်မရင်29ဆိုရင်4နဲ့စားပြီးတော့ရတဲ့အဖြေကို4စိတ်ပေါင်းရမယ်ဒါကပွားစားပေါ့နော်4စိတ်ကဒီထဲမှာချုပ်စာမထည့်ရသေးပါဘူးနော်ချုပ်စာကအကုန်လုံးပတ်တန်ဆွဲပြီးတော့မှပတ်လည်ကိုချုပ်စာထည့်ပါမယ်ဒီထဲမှာတော့ချုပ်စာကြောင့်မပြောပြသေးဘူးခါဆိုလို့ရှိရင်4နဲ့စားရမယ်ရတဲ့ဖြူတစ်လက်မှပေါအောင်မယ်ခါမှာပွားစာမလိုပါဘူးဒါကဓာတ်ပါဓာတ်အတွက်ခါဓာတ်တင်ဆိုရင်တင်30ရှိတယ်ဆိုရင်4နဲ့စား9 4စိတ်ရမယ်အဲ့ဒါကိုပွားစာ4စိတ်ပေါင်းရမယ်8လက်မှရမယ်เนาะချုပ်စာမပါဘူးခါကြတိုင်းမယ်ဆိုရင်အနောက်ဘက်လေပင်အစုံပေါ့ပခုံးထိတ်နားကနေပြီးတော့ကိုလိုချင်တဲ့လောက်နေရာထိကိုတိုင်းပေးရမယ်အဲ့ဒါခါကြနေရာထိပေါ့နော်ပခုံးထိတ်ကနေခါကြနေရာထိတိုင်းပေးရမယ်အရှိကိုလည်းအဲ့လိုမျိုးပခုံးထိတ်နားကနေလေပင်အစုံပခုံးထိတ်နားကနေကိုလိုချင်တဲ့လောက်အရှိကိုတိုင်းပေးရမယ်အင်ဂျီတင်ပါလိုချင်နေဆိုရင်ကိုလိုချင်တဲ့လောက်အရှိတိုင်းပြီးတော့မှအဲ့ဒီပတ်လေကိုတိုင်းပေးရပါမယ်ဂျိုင်းကတော့73လက်မရှိတယ်ဆိုရင်2လက်မနဲ့စားမယ်6ခွဲရမယ်ဂျိုင်းစားမယ်ရှေ့နောက်ချမ်းဂျိုင်းစားမယ်ဆိုရင်1လက်မရှေ့ချမ်းဂျိုင်းစားမယ်ဆိုရင်2လက်မဒီဂျိုင်းစားတဲ့အကြောင်းကိုပုံဆွဲတဲ့ချိန်မှာထပ်ပြီးပြောပြပေးပါမယ်လက်ရှည်က6ခွဲဆိုရင်လက်ဝ10လောက်ရှိပါတယ်အဲ့တော့လက်ဝကို2နဲ့စားရမယ်ဒါကချုပ်စာမပါပါဘူးเนาะဒါကတော့ကိုတိုင်းအသေးဆိုတာရင်31မပြည့်တဲ့လူတွေကိုခလေးတွေကိုညှပ်ပေးတာပေါ့နော်သူကတော့သကောစကအရွယ်ပေါ့အဲ့လိုအရွယ်လေးတွေကတော့ရင်31မပြည့်တတ်ဘူး9 20နှစ်အရွယ်ပေါ့နားလည်မယ်လို့ထင်ပါတယ်